ဒါကြီးတော့မစိုးပါဘူးခင်ဗျစိုးပါအားကြီးတော့စိုးပါဘူးတပ်ပင်မောင်းလေးလဲရတော့မယ်ဒါစလစ်ဒီကလည်းဘိုးရင်းဝင်ရမယ်ဒါကဟဲ့ပလက်နှလုံးနဲ့နော်โอเคဟိုက်ဒရိုလစ်တိုက်ပဲဖြုတ်ဖို့ဆိုရင်ဒီပင်တစ်ချောင်းဖြုတ်ရမယ်ဒီနောက်ထဲမှာရှိတယ်ဟုတ်အတွင်းထဲမှာအတွင်းဟုတ်အောက်ထဲမှာတပင်ဒီနောက်နာဒီနားလေးမှာတပင်နော်နှစ်ပင်ရှိတယ်အဲ့ဒါထုံးရင်ရေးကြည့်ပါတယ်အောက်ပြုတ်ကြလို့မရပါဘူးပြုတ်ကြရင်တော့အရင်ခွဲရမှာပါအောက်ထဲကိုသေးသေးချာချာဝတ်ဆုပ်ခံပါမယ်ခံပြီးရင်ကတိုင်းကိုဟုတ်အောက်ဆုံးထိ BDC တချမယ်တွန်းချမယ်တွန်းချပြီးတော့ဒါမျိုးလိုမှာပေါ့နော်လူအမျိုးမျိုးပေါ့ဒါလေးကလိုပဲနော်ဒါလေးနဲ့လှမ်းပြီးတော့ညှက်တာပါညှက်ပြီးတော့ဆွဲထုတ်တာပါပြီးတော့နောက်တစ်ခုကဒီပင်လေးဖြုတ်မယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့အကောင်းဆုံးကတော့ဟိုဒီကက်မရှက်တွေဖြုတ်ထားတာအကောင်းဆုံးပဲဘာလို့ဆိုအဲ့ဒါမှကျွန်တော်တို့ကဒီကောင်လေးထောက်မနေမှဒီကောင်လေးကပေါ့ပေါ့ပါဟိုက်ဒရိုလစ်ကလေးကဟိုက်ဒရိုလစ်တိုက်ပဲကလေးကပေါ့ပေါ့ပါရှိနေမှဖြုတ်ရတဲ့တာဒီပင်ဖြုတ်ရလွယ်တယ်ပေါ့နော်အဲ့တော့ဒါလေးဖြုတ်ပြီးကမှဝက်စားလေးတခြားခုပြီးကမှဒီပလေယာလေးနဲ့ဆွဲတော့ကျွန်တော်ဆွဲတော့တာပေါ့နော်ဒါလောက်ထားတာပေါ့